မင်္ဂလာပါကျွန်တော်ကမြန်မာနိုင်ငံစီကျူသူကျူယောဂအသင်းရဲ့ဥက္ကဋ္ဌပုံမှန်ဒေါက်တာတင်စလာဖြစ်ပါတယ်အခုကျွန်တော်ထပ်ပြီးတော့ဆွေးနွေးခြင်းတဲ့အကြောင်းအရာကစီကျူသူကျူယောဂပျောက်ပြီဆိုတာနဲ့ဆက်သက်ပြီးတော့ဗောနော်ကျွန်တော်အဓိကအမျိုးသားနှစ်စီကျူသူကျူယောဂအကြောင်းကျွန်တော်ပြောချင်ပါတယ်ကျွန်တော်တို့ငယ်ငယ်စီချောင်းသားဘွားတွေကကျွန်တော်မီလီမီတာရှိတဲ့အမေကုတကူကတော့ပါတယ်ဆိုတော့စီကျူသူယောဂပျောက်တဲ့စီရှိသလားပေါ့ဆိုရင်စီကျူသူယောဂပျောက်တဲ့စီမရှိဘူးလို့ပဲကျွန်တော်ပြောမှာဖြစ်ပါတယ်အဲ့တော့စီကျူသူယောဂကိုကာကွယ်လို့ရသလားလို့ပြောရင်စီကျူသူယောဂကိုကျွန်တော်90%ထိကာကွယ်လို့ရပါတယ်အဲကြောင့်လူနာတွေကိုကျွန်တော်ပြောချင်တာစီကျူသူယောဂကိုမဖြစ်ခင်တည်းကနေပြီးကျွန်တော်ကာကွယ်ထားလို့ရတယ်ဖြစ်ပြီးတော့ရင်တော့ပျောက်ဖို့အလားအလာကမရှိသလောက်ပဲเนาะမရှိတဲ့အတွက်ကြောင့်ယောဂမဖြစ်ခင်ကပဲတားထားဖို့လိုပါတယ်ပေါ့အဲကြောင့်ကျွန်တော်ပြောတယ် prevention is better than cure ပေါ့ယောဂကိုကာကွယ်ခြင်းဒီကုသခြင်းနဲ့ပိုပြီးကောင်းမွန်သည်ဆိုတာအခုစီကျူသူကျူယောဂမှာလည်းကျွန်တော်အထူးပဲမှန်ကန်နေရှိပါတယ်အဲ့တော့စီကျူသူကျူယောဂဆိုတဲ့နေရာမှာလည်းဒီနေ့ကျွန်တော်ပြောတဲ့အမျိုးအစားနှစ်ပေါ့ type 2 diabetes ဆိုပဲကျွန်တော်ပြောခြင်းဖြစ်ပါတယ်ဒါပေမဲ့မနှစ်ကစပြီးတော့2015ခုနှစ်ကစပြီးတော့2015နဲ့2016ကစပြီးတော့ပေါ့စီကျူသူကျူယောဂကုသရေးနဲ့ပတ်သက်၍အမျိုးအစားနှစ်စီကျူသူကျူယောဂကုသရေးနဲ့ပတ်သက်၍ကုထုံးတစ်ခုပေါ့guideline တွေမှာတခုအစ်စ်ပါလာတယ်ပေါ့အဲ့ဒါပါလဲဆိုတော့စီကျူသူကျူယောဂကိုပူလန်းကြောင်းခွဲစိတ်ပြီးတော့ကုသခြင်းအဖြစ်ပျောက်သည်ဆိုတော့လမ်းညွှန်ချက်ထွက်လာတယ်ပေါ့အဲ့တော့ဒီနေ့ကာလမှာစီကျူသူယောဂကိုပျောက်ကုနိုင်လားလို့မေးလို့ရှိရင်တော့အမျိုးသားနှစ်ပေါ့အမျိုးသားနှစ်စီကျူသူယောဂပျောက်ကုလာနိုင်လားဆိုရင်တော့ကျွန်တော်ကအဝလွန်ကဲနေသောလူများအဝလွန်ကဲနေသောအမျိုးသားနှစ်စီကျူသူကျူယောဂများကိုခွဲစိတ်ကုသခြင်းအဖြစ်တော့ပြောင်းနိုင်တဲ့အလားအလာရှိတယ်ပေါ့ကျွန်တော်အဲ့လိုပြန်ပြီးဖြေမှရပါမယ်အရင်တော့အမျိုးသားနှစ်စီကျူသူယောဂဖြစ်ပြီးမပြောက်ဘူးလို့တစ်သလုံးဖြစ်တဲ့ယောဂလို့ပြောလို့ရပါမယ်အခုအဝလွန်ကဲနေတဲ့လူတိုင်းပေါ့အဝနေလွန်ကဲတဲ့နေရာမှာလည်းတော်တော်လေးကိုခန္ဓာကိုယ်တိတ်သီးစားညွန့်ကိန်းပေါ့ BMI လို့ခေါ်တယ် body mass index ပေါ့အရန်များတဲ့လူတွေပေါ့ဒီမျိုးဆိုရင်ကျွန်တော်တို့30ပေါ့ BMI 30အထက်ကျော်တဲ့လူတွေအထက်မှာကျွန်တော်ခွဲစိတ်ကုသလို့ဆိုရင်ကျွန်တော်တို့ပြောင်းနိုင်တဲ့နှုန်းတာ80%နှုန်းဒီကျွန်တော်ရှိတယ်ပေါ့နော်ဒါကိုကျွန်တော်တို့ DSS လို့ခေါ်တဲ့ Diabetes Surgery Summit လို့ခေါ်တဲ့ဒုတိယကြိမ်မြောက်စီကျူသူကျူယောဂဆိုင်ရာခွဲစိတ်ကုသခြင်းထိပ်သီးဆွေးနွေးပွဲကနေပြီးတော့နောက်ဆုံးကျွန်တော်ဆုံးဖြတ်ချက်နဲ့ချပြီးတော့ကျွန်တော်တို့guideline မှာစီကျူသူကျူယောဂကုသရေး guideline တွေမှာအခုပါလာတယ်ပေါ့အခု2019မှာစပြီးထွက်တဲ့ guideline တွေမှာလည်းပါလာတယ်ပေါ့အဲ့တော့အမျိုးသားနဲ့စီကျူသူကျူယောဂကပြန်ပြီးတည်အောင်ပြန်ပြီးတော့ပြောပြရမယ်ဆိုရင်ကျွန်တော်ကလူလက်ပိုင်းတွေနဲ့လူကြီးပိုင်းတွေမှာအဖြစ်များတယ်ပေါ့အများစုကသူတို့ကဝါလွန်ကဲတဲ့လူတွေမှာဖြစ်များတယ်ပေါ့ဝါလွန်ကဲတဲ့လူတွေမှာဖြစ်များတယ်ဖြစ်ရတဲ့အကြောင်းရင်းကကျွန်တော်အဓိကအဖြစ်တော့ခန္ဓာကိုယ်က pancreas လို့ခေါ်တဲ့မွန်းကြိုအိတ်ပေါ့အဲ့ဒီအကျိတ်ကနေပြီး beta cell ဆိုတဲ့ beta cell တွေကနေ insulin ထုတ်တဲ့နှုန်းတာနည်းသွားလို့နောက်တစ်ခုကလည်းထွက်လာတဲ့ insulin ကအာနိသင်အပြည့်ဝမစွမ်းဆောင်နိုင်လို့ insulin resistant ပေါ့ insulin ကိုဆန့်ကျင်တဲ့အကြောင်းတရားတွေပေါ်လာလို့ဒီမျိုးစားနေစီကျူသူကျူယောဂတွေပေါ်လာခြင်းဖြစ်ပါတယ်အဲ့တော့နောက်ထပ်ကလည်းစီကျူသူကျူသွေးချိုစေတဲ့အကြောင်းရင်းတွေကနောက်ထပ်ကျွန်တော်အသေးရနေပြီးတော့ပေါ့ညဘက်အခါကြာလို့ရှိရင်ကျွန်တော်တို့ glucose ဆိုတဲ့ဓာတ်တွေလိုတာတဲ့ပိုပြီးထုတ်ပြီးနေအထင်းချုပ်မရှိဘဲနဲ့ထုတ်နေလို့ပေါ့hepatic glucose output အဲအကြောင်းနဲ့တက်လာတယ်ပေါ့အဲ့ဒီနောက်ပိုင်းမှာကျွန်တော်တွေ့လာတာပါလဲဆိုတော့ဥကနေပြီးတော့တချို့အစာစားပြီးတဲ့အချိန်မှာဥကနေပြီးထုတ်ပြီးတဲ့ဟော်မုန်းတွေပေါ့ဥကထွက်တော့ဟော်မုန်းများပေါ့အချင်းကျုပ်တော့ကျွန်တော် incretin ဟော်မုန်းလို့ခေါ်တယ် incretin ဟော်မုန်းတွေထုတ်လို့မှုအင်အားနည်းနေလို့ကျွန်တော်စီကျူသူကျူယောဂဖြစ်လာတယ်ဆိုပြီးတော့ဒီလိုအကြောင်းအရာတွေတွေ့လာတယ်ပေါ့အဲ့တော့အခုနောက်ပိုင်းမှာတွေ့တာတော့1950ခုနှစ်ကစပြီးတော့အဝလွန်ကဲတဲ့လူတွေပေါ့အဝလွန်ကဲတာဆိုတာခန္ဓာကိုယ်တည်သီးစားညှို့ကိန်း BMI ဆိုရင်ကျွန်တော်grade 3ပေါ့အဆင့်အဝလွန်ကဲခြင်းအဆင့်3လောက်မှရှိတဲ့လူတွေပေါ့နော်40အထက်မှာရှိတဲ့လူတွေပေါ့ BMI 40အထက်မှာရှိတဲ့လူတွေတို့ခွဲစိတ်ပြီးတော့ကုတယ်ဘယ်မှာခွဲလဲဆိုတော့အစာအိမ်နဲ့ဥလန်းကြောင်းအောင်ကျွန်တော်ခွဲစိတ်ပြီးကုသကြတယ်1050ခုနှစ်တည်းကအဲ့ဒါကို
ပိန်အောင်လုပ်တဲ့ surgery ကိုဘာခေါ်လဲခွဲစိတ်ကြီးကို bariatric surgery လို့ခေါ်တယ်နော် bariatric surgery ခေါ်တယ်အဲ့တော့ bariatric surgery ကို1950ခုနှစ်တည်းကစပြီးလုပ်လာခဲ့ဒီမှာ1990ခုနှစ်နောက်ပိုင်းမှာကြာဘာတွေ့လာလဲဆိုတော့အဲ့ဒီဝါတဲ့လူတွေပိန်အောင်လို့ခွဲစိတ်ကုသရေးနဲ့အဲ့ဒီဝါတချို့သောသူတွေကဝါတဲ့ပြင်ကိုသူတို့ကစီးကျူသွေးကျူယောဂရှိတယ်ပေါ့အဲ့စီးကျူသွေးကျူယောဂတွေကပျောက်သွားတယ်စိတ်တောက်ဆရာမလို့တော့ဘူးတချို့ကျတော့စိတ်တောက်တဲ့နှုံတာနည်းသွားတယ်နော်စိတ်ပမာဏနည်းသွားတယ်တချို့ကျတော့စိတ်ကိုလုံးဝမလို့ဘဲနဲ့ပျောက်သွားတာဟို1990ခုနှစ်နောက်ပိုင်းမှာတွေ့လာတယ်တွေ့လာပြီးတော့အခုနောက်ပိုင်းမှာကျွန်တော်သူတည်နာအကြီးကျယ်လုပ်တယ်ကြီးကျယ်လုပ်ပြီးတော့မှနောက်ပိုင်းမှာကျွန်တော်တို့ဗာတွေ့လာတယ်ဆိုတော့ခွဲစိတ်လိုက်ခြင်းအပြင်ကျွန်တော်တို့ကဥမာအစာလမ်းကြောင်းသူကအစာလမ်းကြောင်းရဲ့ပမာဏကိုအစာလက်ခံနေတဲ့ပမာဏရှော့တဲ့အနေနဲ့မတဝက်ဆိုတော့အစာလမ်းကြောင်းအစာအိမ်ကိုဖြတ်ထုတ်ပြလိုက်တယ်ဖြတ်ထုတ်လိုက်တာဒါ gastric resection ပေါ့ section ပေါ့အဲ့လိုမျိုးလုပ်လို့ရတယ်နောက်တစ်ခါချို့ကကြတော့အစာလမ်းကြောင်းကိုဖြတ်ထုတ်လိုက်တယ်အစာအိမ်ကိုတဝက်ဖြတ်ထုတ်လိုက်တယ်ဖြတ်ထုတ်လိုက်ပြီးတော့အစာကြီးထွက်လာတဲ့အစာကိုဥသိမ်းဥပိုင်းကိုမရောက်အောင်လို့ဥသိမ်းအလယ်ပိုင်းကိုရောက်အောင်လို့လမ်းလွှဲပြီးတော့ခွဲစိတ်ပေးလိုက်တယ်ပေါ့ဆိုအဲ့ဒါမျိုးပေါ့ခွဲစိတ်ကြီးကသူတို့၄မျိုး၄နည်းလောက်ရှိပါတယ်အဲ့လိုလုပ်ပေးလိုက်တဲ့လူတွေမှာဆိုတော့ပြောတဲ့အစာကြီးပိန်သွားတဲ့အပြင်ကိုခန္ဓာကိုယ်ကိုလေးချိန်ကျသွားတဲ့အပြင်ကိုစီးကျူသွေးကျူယောဂအတွက်တောက်နေရတဲ့တောက်ဆေးတွေတောက်ဆေးပမာဏလည်းရောသွားတယ်ဆေးအကြီးအတွက်လည်းနည်းသွားတယ်နောက်ဆုံးကျတော့ချို့ကျတော့လုံးဝကိုစီးကျူသွေးကျူယောဂဆေးကုစရာမလိုဘဲနဲ့ပျောက်သွားတယ်ပျောက်သွားတဲ့နှုန်းတာ85ရာခိုင်နှုန်းလောက်ထိရှိတယ်တရားမှာ85ရာခိုင်နှုန်းကြီးပျောက်နိုင်တယ်တဲ့ဆိုပြီးတော့တွေ့လာတဲ့အတွက်အခု2015မှာလုပ်တဲ့အစည်းအဝေးပေါ့ဆိုတော့ပြောတဲ့စီးကျူသွေးကျူယောဂဆိုင်ရာခွဲစိတ်ကုသခြင်းထိပ်ကြီးဆွေးနွေးပွဲကနေပြီးတော့ဒီကုထုံးကိုတော့ဘဝလင်းတဲ့လူများမှာတုံးချပြီးတော့စီးကျူသွေးယောဂကုထုံးတနည်းအနေနဲ့သုံးသင့်ပါတယ်ဆိုတော့လမ်းညွှန်ချက်အတွက်သူတို့ကနေပြီးတော့အကြံပြုတယ်ပေါ့အဲ့တော့2019နဲ့2019အခုဒီနှစ်အတွက်2019အတွက်ဇန်နဝါရီလမှာစပြီးထွက်လာတဲ့ကျွန်တော်တို့ American နိုင်ငံ Diabetes Association American နိုင်ငံစီးကျူသွေးယောဂအသင်းရဲ့လမ်းညွှန်ချက် guideline ပေါ့ဒါတစ်ကမ္ဘာလုံးကအသုံးပြုတဲ့လမ်းညွှန်ချက်ပါအဲ့မှာလည်းပါလာပြီပေါ့နော်အဲ့တော့စီးကျူသွေးကျူယောဂရှိတယ်အဝလည်းလွန်ကဲနေတဲ့လူတွေပေါ့ဆိုတော့အထူးဖြင့်ဆိုတော့ BMI 40ပေါ့အရန်ကိုအဆင့်3အဆင့်အရန်ဝါနေတဲ့လူတွေဆိုလို့ရှိရင်ပထမဆုံးသူတို့စပြီးတော့ဆေးတွေမသုံးမနဲ့ဒါရိုက်စပြီးခွဲလို့ရတယ်ဆိုပြီးတော့ညွှန်ကြားချက်မှာပါလာတယ်လက်ညွှန်ချက်မှာပါလာတယ်ပေါ့အဲ့တော့ BMI 40တဲ့ကျော်တဲ့လူတွေဆိုလို့ရှိရင်ကျွန်တော်တို့ကဝါလွန်ကဲခြင်းအဆင့်3ထက်မှရှိနေတဲ့လူတွေဆိုလို့ရှိရင်နော်စီးကျူသွေးကျူသိစီးကျူစီးမသုံးတော့ဘဲနဲ့ခွဲလိုက်တာနဲ့တော့185ရာခိုင်နှုန်းတော့ကျွန်တော်တို့ပျောက်သွားနိုင်တယ်ပေါ့နောက်တစ်ခုက BMI တိတ်မဆိုးတဲ့လူပေါ့နော်အဆင့်2လောက်မှရှိတယ် BMI 30လောက်မှရှိတဲ့လူတွေပေါ့ BMI 30လောက်မှရှိတဲ့လူတွေဆိုရင်တော့ကျွန်တော်တို့ကတောက်စင်းနဲ့ကုတယ်စီးကျူစီးတောက်စင်းနဲ့ကုတယ်ကုတော်များတဲ့စီးကျူထိန်းရတာခက်နေတယ်ဆိုရင်အဲ့ဒီလူတွေကြရင်တော့တောက်စင်းအပြင်ခွဲစိတ်လွှဲခြင်းအပြင်တောက်ရတဲ့စီးပမာဏလေးရော့သွားတယ်အရေးအတွက်လည်းရော့သွားတယ်နော်ဝါလွန်လာလည်းပျောက်သွားတယ်တော့စီးကျူသွေးယောဂလည်းပျောက်သွားနိုင်တယ်ပေါ့ဆိုပြီးတော့အခုတစ်ပေါ်လာတာပါအဲ့တော့အဲ့လိုပြောင်းလိုက်ခြင်းအပြင်အဲ့လိုခွဲလိုက်ခြင်းအပြင်ဘာဖြစ်သွားလဲဆိုတော့အစာစားတဲ့ပုံမှန်နည်းသွားတယ်။ဘာကြောင့်အစာအိမ်ကိုသူကကျုံသွားတာပေါ့အစာအိမ်ကိုတစ်ဝက်ဖြတ်ထုတ်လိုက်တယ်။ပြီးတော့အစာအိမ်ကအစာလည်းအစာအိမ်ကနေဥသိဥပိုင်းကိုကြော်ပြီးတော့ဥသိအလယ်ပိုင်းကိုအရင်ရောက်သွားတယ်။ရောက်သွားတဲ့အခါကျတော့အစာအိမ်ဥသိအလယ်ရောက်တာနဲ့ဆိုတော့ပြောတဲ့ဥကထွက်တဲ့ဟော်မုန်းတွေ incretin ဆိုတဲ့ဟော်မုန်းတွေအဲ့ဒါတွေအများကြီးပိုထွက်စေတယ်။အဲ့ဒါအများကြီးထွက်လာတဲ့ကြောင့်မို့သူညွတ်တာထိန်းသိမ်းမှုကပိုပြီးကောင်းလာတယ်လို့သူတို့ကအကြမ်းဖြစ်နေတယ်လို့ယူဆတယ်ပေါ့။နောက်ဥထဲမှာကျွန်တော်တို့ပိုးမွားတွေပေါ့ microbiota တွေပေါ့ဥထဲမှာရှိတဲ့ဥပုံမှန်ကိုရှိနေတဲ့ဥပိုးမွားတွေပေါ့ပိုးမွားတွေရဲ့မျိုးစိတ်တွေနဲ့ပိုးမွားတွေရဲ့အရည်အတွက်တွေလည်းအနေစားတွေပြောင်းသွားတယ်လေပြောင်းသွားပြီးတော့အဲ့ဒီပိုးမွားရည်အတွက်တွေပြောင်းသွားလို့လည်းဒီစရခွက်စိတ်လိုက်ပြီးတော့ရှိကျူပြောင်းသွားတာလည်းဖြစ်သွားနိုင်တယ်တဲ့ဖြစ်နိုင်တယ်တဲ့ဆိုတော့အရင်ကအစမှစခဲ့တဲ့စီးကျူသွေးယောဂကိုအမျိုးသားနှစ်စီးကျူသွေးယောဂပြောင်းကုလို့ရလားလို့မေးရင်တော့ကျွန်တော်တို့ကချွင်းချက်နေနဲ့အဝလွန်ကဲနေတော့เนาะအမျိုးသားနှစ်စီးကျူသွေးယောဂများကိုတော့ဥလန်းချောင်းဆိုင်ရာခွက်စိတ်ကုသမှုလုပ်ခြင်းအဖြစ်ပျောက်ကင်းနိုင်သည်ပေါ့ဆိုပြီးကျွန်တော်အခုပြန်ဖြေရမှာဖြစ်ပါတယ်အဲ့တော့အဓိကကတော့အဲ့လိုခွက်စိတ်ကုသခြင်းအဖြစ်ကနောက်တစ်ခုကအန်ဒီရပါရှိလဲဆိုတော့ကျွန်တော်တို့ကျန်တဲ့မှာတိန်တချို့ယောဂရှိလို့တိန်ဖြတ်ထုတ်တယ်ဆိုတာကျွန်တော်တို့မှာအရန်ကိုနေ့စဉ်နဲ့မြလွယ်ကူလုပ်နေတဲ့ခွက်စိတ်မှုပါနောက်တဲကြီးမှာ
ကြောက်တယ်လို့တဲကြီးကြောက်ကိုခွတ်ထုတ်ပြလိုက်တယ်တဲကြီးအိတ်ကိုဖြတ်ထုတ်လိုက်တယ်ဆိုတော့ထမင်းကြရည်တော့ခွဲနေတဲ့ခွဲစိတ်မှုတွေပေါ့အဲ့လိုခွဲစိတ်ကြကုသမှုကြောင့်လုပ်တဲ့ခွဲစိတ်မှုမှာရတဲ့နှုံထားလောက်ပဲသူတို့လည်း site ပဲပေါ့မကောင်းတဲ့စီကျူတွေကအဲ့လောက်ပဲရတယ်တဲ့အဓိကတော့အနာမကျက်ဘူးပေါ့အနာထက်တဲ့နေရာမှာတွေးထွက်တယ်ပေါ့နောက်ချုပ်ထားတယ်ချုပ်ရိုးတွေကပြန်ပြည်သွားတယ်ပေါ့ဒီလောက်ပဲဒါလည်းတေချာပတိစားပြီးဆိုရင်ဒါတွေကဖြစ်ဖို့ခဲရင်ပါတယ်ပေါ့နောက်ရေရှည်မှာတော့ဘာဖြစ်နိုင်လဲဆိုရင်တော့သူကအစာရည်တွေကဗိုက်တာမင်ပေါ့ဗိုက်တာမင်တရားဥမာစုပ်တာဆိုတော့အဲ့ဗီတာမင် B နဲ့ပတ်သက်ပြီးတော့ဗီတာမင်ချို့ရင်းမှုယောဂတွေတချို့တော့ဖြစ်နိုင်တယ်ပေါ့အဲ့ဒါကျွန်တော်ဗိုက်တာမင်ကိုပြန်ပေးလိုက်ရအလွယ်တကူတောက်စီးလေးပြန်တောက်လိုက်လို့ရတာပဲအဲ့တော့အချုပ်အနေနဲ့ပြောချင်တာတော့အမျိုးသားနှင်းစီကျူသူယောဂကိုပြောင်းကုလို့ရသလားလို့ဒီကနေ့ကာလမှာမေးရင်တော့အခု2019မှာမေးရင်တော့ချွင်းချက်အနေနဲ့အမျိုးသားနှင်းစီကျူသူယောဂဖြစ်ပြီးတော့အဝလည်းလွန်ခဲ့နေတဲ့လူများဆိုရင်တော့ဦးလန်းချောင်းထိုင်မှာခွဲစိတ်ကုသခြင်းအဖြစ်ပျောက်ကင်းအောင်ကုသလို့ရတယ်လို့ကျွန်တော်အဖြေကိုပြန်ပြောရမှာဖြစ်ပါတယ်เนาะဒါပေမဲ့ကျွန်တော်ဗမာနိုင်ငံမှာတချို့ခွဲစိတ်တဲ့လူနာတော့ကျွန်တော်တို့ရှိပါတယ်ဒါပေမဲ့အဲ့ဒါ10ကဏ္ဍလောက်ပဲရှိပါသေးတယ်ကျွန်တော်တို့ညာကဏ္ဍမရှိဘူးဒါပေမဲ့နိုင်ငံခြားမှာသွားပြီးစင်ကာပူမှာသွားခွဲတယ်အိန္ဒိယသွားခွဲတယ်ဘန်ကောက်မှာသွားခွဲတယ်ဆိုတဲ့လူနာတွေကျွန်တော်တို့တွေ့ပါတယ်ပေါ့ပိန်သွားတယ်ချင်းကျူယောဂပျောက်သွားတယ်ကျွန်တော်တို့တွေ့ပါတယ်ပေါ့အဲ့တော့ဘဝကြီးမှာတော့ဒီခွဲစိတ်မှုကိုတခြားကျေပြမှုလုပ်သေးတော့ဒါတွေအတွက်ကျွန်တော်တို့နည်းနည်းခွဲစိတ်ဆရာဝန်တွေနဲ့ကျွန်တော်တို့ပြန်လဲဆွေးနွေးပြီးတော့ကျွန်တော်ဆရာဝန်တွေခွဲနေခွဲလို့ရတာပဲပေါ့ခွဲလို့တို့ကကျွန်တော်ရှိရလူတွေကခွဲစိတ်တော်ပါတယ်ကျွန်တော်ဆရာကြီးတွေကသူတို့ခွဲစိတ်မယ်ဆိုလည်းရတယ်ဒါပေမဲ့ခွဲစိတ်တဲ့အဖွဲ့လူတွေပေါ့ team လူတွေပေါ့ group လိုက်လူတွေပေါ့အဲ့ဒါတွေတော့ကျွန်တော်ပြန်ပြီးတော့ training တွေပေးရအောင်မှာဖြစ်ပါတယ်ဒါဘဝနိုင်ငံမှာလုပ်မယ်ဆိုရင်လုပ်လို့ရတဲ့ကုထုံးတစ်ခုဖြစ်ပါတယ်ဒါတော့ကျွန်တော်သတင်းစကားပါချင်ခြင်းဖြစ်ပါတယ်